ရှင်ချူလေးရဲ့ညောင်တုံးကိုတချင်းသွားပြီးတော့တီဆိုဖြောပြတဲ့ဗလော့လေးပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြပါအောင်ရှင်ဒါလေးကတော့လှေနဲ့နိုင်ဝက်လောက်သွားမှာမို့လို့လှေစိတ်မှာလှေသွားစီမှာပဲဖြစ်ပါတယ်စွန်စားခန်းလေးပဲဖြစ်ပါတယ်ပါတာကြီးပါကွဲတာတော့ရတယ်အဲ့လိုပုံလေးပြလိုက်ရတော့ fashion ကြုံသွားပါပြီရှင်အခုခီးတစ်ထောင်လာတဲ့နေရာမှာတော့ပြိုင်ပွဲဝင်မောင်လေးညီမလေးကြီးရဲ့မုံလုံးရေပေါ်ပြိုင်ပွဲပြိုင်နေတဲ့အချိန်ပဲဖြစ်တယ်။မင်္ဂလာပါ။အခုတီဆိုဖြောပြဖို့သွားနေပါပြီရှင်။ဒါတော့ငါရေကျော်ချောင်းစင်းရေကျော်ချောင်းထဲကိုရောက်နေပါတယ်ရှင်။သချင်းတီဆိုဖြောပြရမယ့် state ကိုတော့ရောက်ရှိပါပြီရှင်။ရှေးပေါ်မှာအခုလိုမျိုးလာပြီးအားပေးတဲ့ပရိသတ်တွေကိုချူလေးကအင်းလေးမှာပဲတွေ့ဘူးခဲ့တာပေါ့နော်ရန်ကုန်မြို့ရဲ့အနီးတစ်ဝိုက်မှာပထမဆုံးကျေးဇူးပြုခြင်းနဲ့ဖြစ်ပါတယ်ရေရမ်းကြပြေသွားတော့ကျေးဇူးများတင်ပါတယ်ရှင်အရန်ပျော်စရာကောင်းတဲ့ညတညဖြစ်ခဲ့ပါတယ်အတွေ့အကြုံသစ်တွေလည်းရရတယ်ချူလေးကိုတချင်းဆိုဖို့ဆိုတာတဲ့ချူလေးကိုချစ်လို့ခင်လို့အားပေးဖို့လာရောက်ပြီးတော့စိုးသမျှတွေလွဲသမျှတွေကိုသိခံပြီးတော့နားဆင်ပေးရတဲ့ပရိသတ်ကြီးကိုကျေးဇူးများတင်ပါတယ်အခုတော့အိမ်ပြန်နေပါပြီရှင်အားလုံးပဲ good night ပါ